ကျမတို့ Nice Fair Charity နဲ့အတူ Withaka Foundation မြန်ဝံပြည်ရင်းပြည်ပမှအလှူရှင်များတို့ရဲ့အလှူငွေထည့်ဝင်မှုများဖြင့်နေပြည်တော်မန္တလေးစကိုင်းတိုင်းဒေသကြီးတို့ရှိငလင်ဘေးသင့်နေရာများ၏ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်အစပြုလှူဒါန်းမှုများစီးရုံချို့နှင့်အကူအညီလိုအပ်လျက်ရှိနေသောဒေသခံပြည်သူများလက်ထဲသို့တက်ဆွမ်းသမျှအကူအညီပံ့ပိုးမှုများကိုထိထိရောက်ရောက်လှုပ်ဆောင်ပေးလျက်ရှိနေပါသည်အားလုံးတူတူလက်တွဲကူညီကြရင်ပြည်သူများလက်ရှိရင်ဆိုင်နေရတဲ့ဘာဝဘေးအန္တရာယ်တန်ရိုက်ခတ်မှုအခက်အခဲပေါင်းမှာအမြန်ဆုံးလူငင်းကြစေဖို့ Nice Fair Charity မိသားစုမှမေတ္တာပို့ဆုတောင်းလိုက်ရပါတယ်ရှင်